မင်္ဂလာပါ BN Library မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူ David Goggins ရဲ့အရင်ကောင်းတဲ့စာအုပ်လေးတစ်အုပ်ကို Initial Book Summary အနေနဲ့တင်ဆက်ပေးချင်ပါတယ်။သူ့ရဲ့ငယ်ဘဝကအမှန်တကယ်ခက်ခဲတယ်။သူ့ဖေကအင်္ဂလိပ်ချမ်းဖတ်တတ်တဲ့သဘောရှိပြီးမိသားစုကလည်းပြင်ပဆင်းရဲခဲ့တယ်။ကျောင်းမှာလည်း racism လို့ခေါ်တဲ့လူဒန်းစားခွဲခြားမှုလူပြလူမဲခွဲခြားမှုတွေကြောင့်သူဟာနှိမ်ခံခဲ့ရတယ်။ဒီຢာတွေကြောင့်ပဲစိတ်ပိုင်းဆိုင်ရာအားနည်းပြီးကိုမယုံကြည်တတ်တဲ့ self-esteem အားနည်းတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ Goggins ကနားလည်လိုက်တာကဂျန်နက်ခက်ခဲမှုတွေဟာသူ့ကိုဘဝရဲ့အဆုံးသတ်မဟုတ်ပဲဘဝရဲ့စတင်တဲ့အရာတွေဖြစ်တယ်ဆိုတာသဘောပေါက်လာစေခဲ့တယ်။နောက်ဆုံးသူ့ဘဝရဲ့အဆိုးဝါးဆုံးအရာကိုကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့အခါမှာတော့ Goggins ကငါပြောင်းလဲမှဖြစ်မယ်ဆိုတာကိုသဘောပေါက်သွားတယ်။ဒါကြောင့်သူဟာစစ်တပ်ထဲဝင်မှုဆုံးဖြတ်လိုက်တယ်။သူက Navy SEAL training တွေကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ပထမအချိန်မှာမအောင်မြင်ဘူး။ဒုတိယအချိန်မှာလည်းကျော်ရှုံးခဲ့တယ်။ Navy SEAL training ကအရန်ခက်ခဲတဲ့ training တစ်ခုဖြစ်တယ်။သုံးချိန်မြောက်မှာတော့သူက Navy SEAL တူဖြစ်လာခဲ့တယ်။ Goggins ကသူ့ရဲ့စာအုပ်ထဲမှာအရေးကြီးဆုံးသင်ခန်းစာတစ်ခုဖြစ်တဲ့ 40% rule ကိုလည်းပြပြထားတယ်။ကိုယ်စိတ်ကဘာမှမလုပ်နိုင်တော့ဘူးလို့တွေးပြီးတော့လက်လျှော့ခြင်းစိတ်ပေါ်လာရဆိုရင်ဒါဟာကိုယ့်ရဲ့စွမ်းအားကိုအကုန်မဟုတ်ပဲ40%လောက်ပဲသုံးရသေးတယ်ဆိုတာကိုပြပြပေးထားပါတယ်။ကိုယ်စီမှာ60%ကျန်နေသေးတယ်။ဆိုလိုတာကကိုယ့်ရဲ့ကာယစွမ်းအားစိတ်စွမ်းအားကိုအကုန်မသုံးရသေးဘူးဆိုတာကိုပြပြထားတာပါ။ကိုကဆွဲမလျှော့ပဲကြိုးစားမယ်။ဒါဆိုရင်အမှန်တကယ်ထူးခြားတဲ့ potential တစ်ခုကိုရရှိနိုင်မယ်လို့လည်းပြပြထားပါတယ်။နောက်ထပ်ထူးခြားတဲ့နည်းတစ်ခုကတော့ accountability mirror လို့ပြောတယ်။ကိုအမှန်မြင်ကြည့်ခြင်းဖြစ်တယ်။သူကနေ့တိုင်းမှန်ကြည့်တဲ့အခါမှာ sticky notes တွေရေးပြီးတော့မှန်မှာကတ်တယ်။ပြီးတော့ရင်ကိုအမှန်တိုင်းမြင်တယ်။ဥပမာ fat, lazy, weak, ဝရတယ်၊ပြင်းတယ်၊အားနည်းတယ်အစရှိသဖြင့်ဒါတွေတောင်သူကရေးခဲ့သေးတယ်။ဒါဟာတခြားသူပြောတာကြောင့်မဟုတ်ဘဲနဲ့ကိုလက်ခံလိုက်တာသာဖြစ်တယ်။ဒီနည်းလမ်းကသူ့ကိုအမြဲတိုးတက်ဖို့လမ်းညွှန်ပေးခဲ့တယ်။အမားတွေကိုကိုယ့်ရဲ့အားနည်းချက်တွေကိုအမှန်တကယ်လက်တွေ့သဘောပေါက်ပြီးလက်ခံလိုက်တဲ့အချိန်မှာသူအောင်မြင်မှုကိုရနိုင်တယ်ဆိုပြီးသက်သေပြခဲ့တယ်။နောက်ထပ်တစ်ပိုင်းကတော့ close in the mind ဆိုတဲ့အကြောင်းအရာလေးဖြစ်တယ်။စိတ်ကိုအခက်အခဲတွေနဲ့ကြုံတွေ့လာတဲ့အခါမှာတန်ခံနိုင်အောင်လေ့ကျင့်ခြင်းတစ်မျိုးဖြစ်တယ်။သူကမာရသွန်ပြေးတာတွေမဟုတ်ဘူး ultra marathon နောက်တစ်ခုက pull up breakout စတဲ့လေ့ကျင့်ခန်းတွေကိုလည်းသူစိန်ခေါ်ပြီးတော့လုပ်ခဲ့တယ်။သူစိတ်ကိုသူလေ့ကျင့်ပြီးတော့စိန်ခေါ်မှုတွေကိုသူခံနိုင်ရရှိအောင်လို့ကြိုးစားခဲ့တယ်။သူရဲ့နောက်ထပ် strategy တစ်ခုကတော့ taking souls လို့ခေါ်တယ်။တခြားသူတွေကကိုယ်ကြောက်ရှုံးမယ်လို့ထင်နေတဲ့အချိန်မှာသူကလူတွေကိုသက်သေပြခဲ့တယ်။အော်ဆရာကောင်းတဲ့အရာတွေကိုဆောင်ရွက်ပြီးတော့အောင်မြင်မှုတွေနဲ့သူကသက်သေပြနိုင်ခဲ့တယ်။သူကိုယ်တိုင်လည်းအားတကြီးနဲ့ပဲအောင်မြင်မှုတွေရတယ်ဆိုတာကိုနောက်ဆုံးမှတွေ့လိုက်ရတယ်။ပြန်ပြီးတော့ဒီစာအုပ်ကိုအနှစ်ချုပ်ပေးရမယ်ဆိုရင်တော့နံပါတ်1အနေနဲ့စီကံတခြားကိုကလေးချက်မယ်။နံပါတ်2ကတော့ကိုယ့်ရဲ့စွမ်းပတ်ကားတွေကိုအပြည့်အဝအသုံးချဖို့ကြိုးစားမယ်။နံပါတ်3ကတော့မှန်မှကိုမြင်အောင်ချိန်ပြီးတော့ကိုယ့်ရဲ့အားနည်းချက်တွေကိုလက်ခံနိုင်ပြီးတော့ကိုယ့်အားသာချက်တွေကိုရှာမယ်။ပြီးတော့ရင်ကိုယ့်ရဲ့စွမ်းအင်တွေကိုဒီထက်ပိုပြီးတော့သုံးချမယ်။နောက်တစ်ခုကနံပါတ်4ကတော့စိတ်ကိုခံနိုင်ရှိအောင်အမြဲလေ့ကျင့်နေမယ်။နံပါတ်5ကတော့တခြားသူတွေမထင်ထားတဲ့အောင်မြင်မှုတွေကိုပြသပေးတာတွေဖြစ်တယ်။ David Goggins ကကိုမယုံကြည်ဘူးဆိုရင်ဘယ်သူမှလာပြီးတော့ကိုမယုံဘူးပေါ့နော်။ဒါကိုသူကလက်တွေ့ပြသွားတယ်။ Can't Hunt Me စာအုပ်ကပေးချင်တဲ့ message လေးကနောက်ကျမှုစိန်ခေါ်မှုတွေကိုကြောက်မနေပဲနဲ့လက်ခံလိုက်မယ်ကြိုးစားလိုက်မယ်ဆိုရင်အဲဒီနာကျင်မှုတွေကကိုအင်အားကြီးတဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲပေးနိုင်တယ်ဆိုတာကိုသိသိပြတဲ့စာအုပ်လေးတစ်အုပ်ဖြစ်တယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့ဆုံကြပါစို့နော်။ See you next time.